အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စင်ကာပူရဲ့ SMRT အကြောင်းကျွန်တော်ပြပြပေးပါမယ်နော်အဲ့တော့ဗီဒီယိုလေးကိုအဆုံးလေးလိုက်ပါကြည့်ရှုပေးကြပါဦးကျွန်တော်ရဲ့ page လေးကို follow နိုင်လို့ပေးကြပါဦးခင်ဗျာကဲအဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးစလိုက်အောင်ပုံစံတိုင်းကျွန်တော်ကတော့အောင်လို့ဆိုပါဒီစင်ကာပူရဲ့ SMRT တမိုင်းကတော့1960ခုနှစ်မှာစတင်ခဲ့တာပါနော်1989ခုနှစ်မှာဒီရိုချူတောင်မှာဒူဘိုင်ယိုဒီ6ကီလိုမီတာရှည်ရတဲ့ရောက်တောင်လိုက်ပေါ့နော်ဒါနဲ့ဆက်လိုက်ကိုစတင်ခဲ့တာပေါ့တာပေါ့နော်စတင်ပြီးထောင်ခဲ့တဲ့အချိန်ကစပြီးအခုချိန်ဒီပေါ့နော်မြန်လုံးမြင့်တဲ့ပို့ဆောင်ရေးစနစ်ကစင်ကာပူနိုင်ငံသားများအတွက်နေ့စဉ်လူများနဲ့အထီးရောက်တော့တဲ့ပို့ဆောင်ရေးစနစ်ကိုပြီးဆိုင်ခဲ့တယ်ပေါ့နော်နိုင်ငံတော်ကဖွံ့ဖြိုးရေးတိုးတက်ရေးကဏ္ဍတွေမှာလည်းအခုလည်းပါဝင်နေပါတယ်1996ခုနှစ်တွင်ဘူလန်တို့ချဲမှုပြီးစီးပြီးတော့ branch line က NS line တွေပါဝင်နေတယ်နော်1989ခုနှစ်မှာမိတ်ဆက်ခဲ့တော့ C151 ရထားက MRT ကိုရပ်ပေါ်မှာစတင်အသုံးပြုနေတဲ့ပထမဆုံးမျိုးဆက်ဖြစ်တယ်ပေါ့နော်ရက်စစ်မျိုးစုံ unit EMU ရထားဖြစ်တယ်ပေါ့ဒီရထားကို2020ဒီနှစ်မှာစတင် EWN နဲ့ NS line များတွင် R151 ဖြစ်အစားထိုးရန်ဖြုတ်သိမ်းခဲ့ပါတယ်ထိုအချိန်ကစင်ကာပူနိုင်ငံကလွတ်လပ်ရေးရပြီးကာလဖြစ်တယ်ပေါ့နော်စတင်ဆောင်ရွက်ခဲ့တော့အကြီးမားဆုံးအခြေခံအဆောက်အအုံစီမံကိန်းဖြစ်ပြီးပြီးစီးတော့အခါတွင်အရှိတောင်အာရှတွင်ပထမဆုံးသောမက်ထရိုစနစ်ဖြစ်လာခဲ့ပါတယ်1960ခုနှစ်ရာတွင်စင်ကာပူသည်လူသုံးများသောတည်ပို့ဆောင်ရေးနည်းလမ်းများမှာဘတ်စကားတက်စီနှင့်ထရီရှော့တို့သာရှိခဲ့ပြီးတည်ပို့ဆောင်ရေးစနစ်ချောမွေ့စွာချိတ်ဆက်မှုမရှိခြင်းတို့ကြောင့်နိုင်ငံတော်ကခီးသွွာလာရတွင်ကျေချာရှိပြီးအစီအစဉ်မျိုးများစွာဖြစ်ပေါ်ခဲ့ပါသည်စင်ကာပူကမြန်လုံးမြင့်တည်ပို့ဆောင်ရေးစနစ်တည်ဆောက်ရန်စိတ်ကူးကို1960ခုနှစ်တွင်စတင်အကောင့်တွေပေါ်ခဲ့တာဖြစ်တယ်ပေါ့နော်စင်ကာပူဆိုရကနိုင်ငံအတွင်းတိုးပွားလာသောလူဦးရေနဲ့နိုင်ငံရေးတွေဖြစ်စေရန်တည်တော်တဲ့ပို့ဆောင်ရေးစနစ်တစ်ခုကို1980ခုနှစ်နဲ့1980ခုနှစ်အကြားစတင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်1982ခုနှစ်တွင် MRT စီမံကိန်းကိုအတည်ပြုခဲ့ပြီးအစိုးရသည် MRT စနစ်၏တည်ဆောက်မှုနှင့်လုပ်ငန်းလည်ပတ်မှုကိုကြီးကြပ်ရန် Mass Rapid Transit Corporation MRTC ကိုတည်ထောင်ခဲ့တယ်ပေါ့နော် MRT စနစ်၏တည်ဆောက်မှုကို1983ခုနှစ်တွင်စတင်ခဲ့ပြီးရောက်တောင်လိုင်း NSL ခေါ်သောပထမအပိုင်းကို1983ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပါတယ်ဒီလိုင်းကိုအစစ်အစစ်ဖွင့်လှစ်ခဲ့ပြီးယူရိုချူတောင်းမှဒိုဘိုင်ယိုအထိပထမပိုင်းကို1989ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်NS line ဖွင့်လှစ်ပြီးနောက်အရှိအနောက် line EWL အပါအဝင်နောက်ထပ် line များကိုလည်းတည်ဆောက်ခဲ့ပြီး1989ခုနှစ်တွင်စတင်လည်ပတ်ခဲ့ပါတယ်။နှစ်များတစ်လျှောက်တွင်မြောက်အရှိ line NES စဝိုင်း line CCL နှင့်ရှိပြီးသား line များတွင်ဘူတာရောအသင်းများထပ်မံဖွင့်လှစ်ခဲ့ပါတယ်။2000ပြည့်နှစ်တွင် MRTC ကိုပုဂ္ဂလိကပိုင်းသို့ပြောင်းလဲခဲ့ပြီး SMRT Corporation နဲ့ SBS Transit ဟူသောကုမ္ပဏီအဖွဲ့အစည်းနှစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ SMRT Corporation သည် NSL, EWL, CCL နှင့် Thomas East Line, TEL line များကိုလည်းပတ်ရန်တာဝန်ရှိပြီး SBS Transit သည် NEL နှင့် Downtown Line, TTL line များကိုလည်းပတ်ရန်တာဝန်ရှိပါတယ်။2010ခုနှစ်ပြည်များတွင်စာရေးဤစနစ်ကိုစီမင်းစည်းကမ်းဆိုင်ရာအော်တစ်ခုအဖြစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးဒီစောက်မှုနှင့်ကွယ်လုပ်ငန်းများကိုအစိုးရ၏ဥပဒေပြုအဖွဲ့ဖြစ်သော Land Transport Authority LTI လုပ်ပိုင်ခွင့်အောက်တွင်ထားရှိပြီးဤကုမ္ပဏီများသည့်၎င်းတို့၏လိုင်းများအပေါ်ပိုင်ဆိုင်မှုများထိန်းသိမ်းရန်တာဝန်ရှိပါသည်။2000ပြည့်နှစ်များမှာစ၍အစိုးရသည် MRT စနစ်၏တိုးချဲ့မှုနှင့်မြင့်တင်မှုများအတွက်ကြီးမားစွာရင်းနှီးမြှုပ်နှံခဲ့ပါသည်။ TTL နှင့် DEL ကဲ့သို့လိုင်းတင်များကို2010နှင့်2020ပြည့်နှစ်များတစ်လျှောက်တည်ဆောက်ခဲ့ပြီးကွန်ရက်၏လွှမ်းခြုံမှုကိုတိုးချဲ့နိုင်ကာနိုင်ငံ၏အခြားပိုင်းများကိုလည်းလွှမ်းခြုံနိုင်ခဲ့ပါသည်။နှစ်များတစ်လျှောက်တွင် MRT စနစ်သည်ဘေးကင်းလုံခြုံမှုထိရောက်မှုနှင့်ခရီးသည်များတက်တောက်ရှိမှုကိုမြင့်တင်ရန်အစင်းမြင့်တင်မှုများစွာပြုလုပ်ခဲ့ပါသည်။၎င်းတို့တွင်ယထာအခြေကောက်ချမှုပိုတိုစီရန်အချက်ပြစနစ်အသစ်များထောင်ထဲပေါ်ခြင်းပလက်ဖောင်းလက်ကားများ PSDS ထည့်သွင်းခြင်းပုံမူချပြတ်နည်းခင်မီသောယထာများမိတ်ဆက်ခြင်းနှင့်တကြီးရွယ်များသို့မဟုတ်မတန်ဆွမ်းများအတွက်ပြင်ဆင်ထားသောဘူတာရေးများတိစောက်ခြင်းတွေကိုလည်းလုပ်ဆောင်ခဲ့ပါသည်။2025ခုနှစ်အရကွန်ရက်တွင်လည်းပတ်နေသော line 6ခုရှိပြီးစုစုပေါင်းလမ်းကြောင်းရှိမှာ242.6 ကီလိုမီတာ150.8 မိုင်နှင့်လဲပတ်နေသောဘူတာယုံ143ခုထိရှိလာခဲ့ပါတယ်။ line 2ခုနှင့်ဘူတာယုံ44ခုကိုလက်ရှိတွင်တိစောက်လျက်ရှိပြီး၎င်းတို့မှာ Jurong Region Line, JRL နှင့် Cross Island Line CRL တို့ဖြစ်ပါတယ်။ MRT စနစ်ကိုစင်ကာပူရှိဘတ်စကားနှင့်ယထာပေါင်းဆက်စနစ်များနှင့်ပေါင်းဆက်ထားပြီး MRT ကွန်ရက်သို့မဟုတ်ဝန်ဆောင်မှုပေးသော Light Rail Transit LRT ဟုလည်းခေါ်ပါတယ်။ LRT ကို1999ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ဒီနေ့ပြပြပေးခဲ့တဲ့အားလေးကတော့ဒီကျွန်တော်တို့စင်ကာပူမှာကျွန်တော်တို့စီးနေတာဖြစ်တဲ့ SMRT ရဲ့တမိုင်းကြောင်းလေးပဲဖြစ်ပါတယ်။ကဲအားလုံးပဲဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်ကတော့အောင်မြတ်စောပါ။နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်။